သူနဲ့သာတွေ့ခဲ့ရရက်ကြီးခဏလျှောက်ဝင်လာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာအဖြူရောင်လေးနဲ့လားအနီရောင်လေးနဲ့လားအဝါရောင်လေးနဲ့လားပြာရောင်လေးနဲ့လားအလူပွဲမှာတနေ့တညသူနဲ့သာတွေ့ခဲ့ရရက်ကြီးခဏလျှောက်ဝင်လာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာပရိသတ်ထိုင်မှာသူလာဆုံးမှာတမျိုးလေးလာတာခိုးကြည့်ရတာလည်းမဝပရိသတ်ထိုင်မှာသူလာဆုံးပြတမျိုးလေးလာတာခိုးကြည့်ရတာလည်းမဝဖက်ပြီးလို့မပြန်ခြင်းတန်ရစီလွမ်းကပြန်ပြောရင်တန်တာရက်ကြီးခဏလျှောက်ဝင်လာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာ
Thank you.